question တွေကို direct ကနေပြီးတော့ indirect ဘယ်လိုပြောင်းမလဲသိပြီးပြီလား example ပြောရမယ်ဆိုရင် John said to me where are you going John asked me where I was going ကဲအဲ့ဒီမှာ said to ကို ask ပြောင်းလိုက်တယ် comma inverted comma တွေဖြုတ်လိုက်တယ်ဖြုတ်လိုက်ပြီးတော့ဒီမှာ where WH question ဆိုရင် WH question နဲ့ပဲဆက်တယ်နော်နောက်ပြီးတော့အရေးကြီးတာ are you ပြောခိုင်းတဲ့သူက me ဆိုတော့ကြောင်းမလို့ subject I ဖြစ်သွားမယ် I was ဖြစ်သွားမယ်နော်အဲ့တော့ question မဟုတ်တော့တဲ့အတွက်ကြောင့် question mark ကိုဖြုတ်မယ် question မဟုတ်တဲ့အတွက်ကြောင့်ဒီ are you က I was ဆိုပြီးတော့ verb ကအထဲကိုပြန်ဝင်သွားပြီးတော့ချိန်သွားတာဖြစ်တယ်နော်ကဲအဲ့ဒါလေးသတိထားပါကဲနောက် question တစ်ခုကိုကြည့်ရအောင် Have you done your homework? Father said to me. Father asked me whether I had done my homework. အဲ့တော့ said to ထုံးစံအတိုင်းပဲ ask ပြောင်းသွားတယ်နော်ပြီးတော့ have နဲ့စတယ် WH question နေနဲ့မစဘူး have နဲ့စတယ် has have နဲ့စတယ် am is are was were နဲ့စတယ် can could should will would made by must နဲ့စတယ်ဆိုရင်သူက whether နဲ့ဆက်ရမယ်နော် whether သို့မဟုတ် if if နဲ့ဆက်လို့ရတယ်နော်ကဲပြီးတော့ဒီမှာ you အပြောခံရတဲ့သူက me ဖြစ်တဲ့ကြောင့်မလို့ I ပြောင်းလိုက်ရမယ်သူရဲ့ subjective me ရဲ့ subjective pronoun I ကိုပြောင်းလိုက်ရမယ်ပြီးတော့ present ကနေ past ပြောင်းမယ်ဆို have က had ဖြစ်သွားမယ် had done you က I ပြောင်းသွားတော့ your က mine ပြောင်းမှာပေါ့နော် my homework question mark ဖြုတ်လိုက်တယ်ဘာလို့ဆို question မဟုတ်တော့ဘူးเนาะ indirect ဆိုတော့เนาะတစ်စင်ပြန်ပြောတာဆိုတော့ question မဟုတ်တော့ဘူးဒါမှမဟုတ် question mark လည်းဖြုတ်လိုက်တယ်ကဲနောက် question တစ်ခုကို study လုပ်ကြရအောင် mother said why are you the baby crying ကဲအဲ့ဒီမှာအပြောခံရတဲ့သူဘယ်သူဆိုတာမပါဘူးเนาะမပါဘူးဆိုတော့ ask နဲ့မမေးဘဲနဲ့ဘာနဲ့မေးလိုက်လဲ wanted to know mother wanted to know why the baby was crying ကဲဒီမှာ WH question ပါတယ်ဆိုတော့ဒါနဲ့ပဲပြန်ဆက်ရမယ်เนาะပြီးတော့ the is the baby อ่ะ the baby was ဖြစ်သွားမယ် present ကို past ပြောင်းတယ် the verb to be ကိုအနောက်ကိုပြန်ထည့်လိုက်เนาะအဲ့တော့ present ကို past ပြောင်းဆို was crying ဒီလိုဖြစ်တယ်เนาะကဲနောက် example လေးတစ်ခုကြည့်ရအောင် Father said to me what is your brother doing said to က ask ဖြစ်သွားမယ် object ပါတယ်เนาะသူက object ပါပြီးသားဆိုတော့ ask နဲ့ ask me ဖြစ်သွားမယ်เนาะနောက် comma inverted comma တွေဖြုတ်တယ် WH question နဲ့စတာဆိုတော့ WH question နဲ့ပဲဆက်တယ်ပြီးတော့ is ကိုအနောက်ကိုပို့ရမယ် past ဖြစ်သွားမယ် was เนาะ your brother က my brother ဖြစ်သွားမယ်เนาะအပြောခံရတဲ့သူဆို mine ဖြစ်သွားမယ်เนาะကျွန်တော်ဖြစ်သွားမယ် my brother was doing question mark ဖြုတ်တယ် question မဟုတ်တော့တဲ့အတွက်ကြောင့်เนาะနောက် example လေးတစ်ခုကြည့်ရအောင် Is your brother going to the football match this evening John said ကဲအဲ့ဒီမှာ object မပါဘူးဆိုတော့ ask နဲ့ပြောခြင်းလို့ရှိရင်အနောက်က me ထည့်ပေးလိုက်လို့ရတယ်เนาะJohn asked me if my brother was going to the football match that evening ကဲအဲ့ဒီမှာ am is or was were နဲ့ဆိုင် if တော့မဟုတ် whether နဲ့ဆက်လို့ရတယ်เนาะဒါကြောင့်မလို့ if နဲ့ဆက်ထားတယ် your brother ကပြောခံရတဲ့သူက me ဆိုတော့ my brother ဖြစ်သွားမယ်เนาะပြီးတော့ is က past ပြောင်းလိုက်တော့ was ဖြစ်သွားမယ် subject ရဲ့နောက်ကိုပို့မယ် question မဟုတ်တော့တဲ့ကြောင့်เนาะ was going to the football match this evening က that evening ဖြစ်သွားမယ်เนาะချိန်နာတွေကိုဟိုပြီးခဲ့တဲ့ဗီဒီယိုမှာပြောခဲ့ပြီးသားเนาะကဲနောက် example လေးတစ်ခုကြည့်အောင် the doctor said does your brother drink his medicine regularly
The doctor ပြောခဲ့တဲ့သူမပါဘူးအဲ့တော့ inquired တော့မဟုတ် wanted to know အဲ့ဒါနဲ့ပြောလို့ရတယ်နောက်တစ်ခါ do does did နဲ့စာပြီးကြောင်း whether တော့မဟုတ် if နဲ့ဆက်လို့ရတယ်နော်အဲ့တော့ the doctor inquired whether my brother drank his medicine regularly your brother ဆိုတော့ပြောခဲ့တဲ့သူက me ဆိုတော့ my brother ပြောင်းလိုက်မယ်အဲ့တော့ question မဟုတ်တော့အတွက်ကြောင့်မလို့ does ကိုလည်းဖြုတ်တယ် question mark ကိုလည်းဖြုတ်တယ်နော်ပြီးတော့ drink က present က past ဖြစ်သွားမယ်နော် drank ကဲဒါလို့ဆိုလို့ရှိရင်တော့ direct question တွေကို indirect question ဖြစ်အောင်ပြောင်းတတ်ပြီလို့ထင်ပါတယ် save လုပ်ထားပြီးတော့ထပ်တလဲလဲနားထောင်ကြည့်ရင်တော့ရလာမှာပါနော်တခြားနားထောင်ခြင်းတဲ့လူတွေပညာသင်ယူခြင်းတဲ့လူတွေလည်းကြည့်လို့ရအောင် share နဲ့ copy link လုပ်ပေးကြနော်ဒါလေးကတော့ဆရာမကိုယ်တိုင်ရေးသားထားတဲ့ Secret Keys of English Grammar Volume 2တဲ့ကဖြစ်ပါတယ် Volume 1တော့ရောင်းစရာလုံးဝမရှိတော့ပါဘူး Volume 2ကတော့ပြန်ရိုက်ထားတယ်အဲ့ဒါကြောင့်မလို့စာပေပိတ်မယ်ပန်းဆိုးရန်လန်းရန်ကုန်မြို့မှာဝယ်လို့ရပါတယ်နော်သင်ယူခြင်းနဲ့ဆိုလို့ရှိရင်တော့0950893668ကို contact လုပ်ပြီးတော့ဆရာမရှိမှာလာပြီးတော့သင်ယူနိုင်ပါတယ်အားလုံးပဲ begin ကျမ်းမှာပျော်ရွှင်ကြပါစေ May you all be safe, healthy and happy. Bye bye.